အားလုံးပဲလားများကျွန်တော်ကိုဘလာတော်များများအမေးအများဆုံး game လေးတစ်ခုရှိရပေါ့နော်အဲ့ဒါတော့ကျွန်တော်ငယ်ငယ်တုန်းက PS2 game ထဲမှာဆော့ခဲ့တဲ့ Bully ဆိုတဲ့ចောင်းသားလူမိုက် game လေးပဲဖြစ်ပါတယ်ဒီ game ကိုကျွန်တော်တို့ရဲ့ Android phone တွေပေါ်မှာအခုချိန်ဆော့မယ်ဆိုရင်တော့ဆော့လို့ရနေပါတယ်ဆော့မဲ့နည်းက2နည်းရှိရပေါ့နော်ပထမတစ်နည်းကတော့ PS2 မှာထွက်ထားတဲ့ game ကို EtherSA2 emitter ခံပြီးတော့ဆော့တဲ့နည်းပါဒါပေမဲ့ဒီကောင်က graphic ကတိတ်မကောင်းသလိုဖုန်းကတော်တော်လေးမြင့်ဖို့လိုတယ်ပေါ့နော်ဒုတိယတစ်နည်းကတော့ကျွန်တော်2016တုန်းကAndroid phone တွေအတွက်ထုတ်ပေးထားတဲ့ဒီ Bully game ကိုပဲကျွန်တော်တို့ဖုန်းပေါ်မှာ install တင်ပြီးဆော့ရတဲ့နည်းပေါ့နော်ဒီပထမတစ်နည်းကကျွန်တော်တို့ဖုန်းတွေအရင်မြင်ဖို့လိုတယ်ဆိုပေမဲ့ဒုတိယတစ်နည်းကတော့ဖုန်းမြင့်စရာမလိုဘူးเนาะဒီ RAM 2လောက်ကနေစပြီးတော့ကိုပဲကျွန်တော်အဆင်ပြေဆော့လို့ရပါတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိတာဒီ game ကကျွန်တော်တို့ရဲ့အခုနောက်ဆုံးထွက်ထားတဲ့ Android version 50 ဖုန်းတွေမှာကျွန်တော်တို့ install တော့တင်လို့ရတယ်ဝင်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဝင်လို့မရဘဲနဲ့ပြန်ထွက်တဲ့ error ရှိရပေါ့เนาะဒါကြောင့်မလို့Android version 50 ဖုန်းတွေဆိုတော့ကျွန်တော်ဆော့လို့အဆင်ပြေဦးမှာမဟုတ်ပေါ့เนาะကျွန်တော်ဆော့လို့အဆင်ပြေတဲ့အချိန်ကျရင်လည်းကျွန်တော်တင်ပေးမယ်ပေါ့เนาะအခုကတော့ကျွန်တော်တို့ Android version 50 out ဖုန်းတွေအတွက်ပဲကျွန်တော်ရွေပြီးတော့တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ပြီးတော့ဒီလုံနည်းလေးကကျွန်တော်တို့ install တင်တဲ့နည်းကကျွန်တော် game ကို down ပြီးရတယ်တခါလဲဆော့လို့ရမှာပဲဖြစ်ပါတယ်file တွေပါတွေထည့်စရာမလိုဘူးပေါ့เนาะဆိုတော့file မထည့်တဲ့ browser တွေဆိုရင်လည်းတော်တော်လေးကိုပဲအဆင်ပြေမဲ့နည်းလေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘယ်လို down ရမလဲဆိုတာရယ်ကျွန်တော်ဘယ်လို install လုပ်ရမလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပြပါမယ် Okay ကျွန်တော်ပထမဆုံး Chrome နဲ့ကိုသွားမယ်ပေါ့နော် Chrome နဲ့ရောက်ပြီဆိုရင်တော့ကျွန်တော် search bar ကိုသွားပြီးတော့ search bar မှာကျွန်တော်ရှာတဲ့အတိုင်းရှာမယ်ပေါ့နော် MODYO ပြီးတော့ LO ပေါ့နော်MODYO LO ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ပေါ့နော်ရိုက်ရှာလိုက်ပြီဆိုရင်ဒီ website လေးပေါ့နော်ဒီ website ထဲရောက်သွားတယ်ပေါ့နော်အဲ့မှာ search bar မှာပေါ့နော်ကျွန်တော်တို့ဘယ်လိုရိုက်ရမလဲဆိုတော့ BULLY လို့ရိုက်ရှာလိုက်မယ်ပေါ့နော် VULLY လို့ကျွန်တော်တို့ရိုက်ရှာလိုက်လို့ရှိရင်ဒီမှာ verify လုပ်နေတယ်ပေါ့နော်အဲ့မှာခဏစောင့်လိုက်မယ်အဲ့မှာကျွန်တော်ဒီအပေါ်ဆုံးမှာပေါ့နော် Bully ဆိုတဲ့ဟာလေး anniversary edition ဆိုတော့ကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီအောက်လေးမှာပေါ့နော် download ဆိုတာရှိရဲ့အဲ့ဒါကိုကျွန်တော်တစ်ချက် download ဆွဲလိုက်မယ်ဒီ version ကိုနောက်က1 19ပေါ့နော်အဲ့ဒါကိုကျွန်တော်အဲ့ဒါကို down မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ဒီမှာခဏစောင့်ပေးရတာပေါ့နော်ပြီးသွားရင်ကျွန်တော် download ကိုပဲနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ဒီမှာ download anyway ကိုကျွန်တော်နှိပ်လိုက်မယ်အဲ့ဆိုရင်သူ down နေပြီပေါ့နော်ဆိုတော့ကျွန်တော်ကတော့ down ထားတာရှိရတယ်ကျွန်တော်down တာကိုကြော်လိုက်မယ်ပေါ့နော် Okay download ပြီးသွားရင်ကျွန်တော်ဒီလို app လေးရလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော် install တင်လိုက်မယ်ပေါ့နော်Okay ဒီမှာကျွန်တော်တို့ install တင်လို့ရလာပြီပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒီကောင်ကကျတော့ app မဟုတ်သေးဘူးပေါ့နော်ဒါ installer အဆင့်ပဲရှိသေးတယ်ဒီကောင်ကိုဒီထဲမှာ install ပြန်လုပ်ရမယ်ပေါ့နော်ဒါကို install လုပ်လိုက်မယ်လုပ်ပြီးရင်သူ permission လေးတွေတောင်းမှာပေါ့နော်ကျွန်တော်တို့ ALLW နှိပ်ပြီးဒီမှာဆိုလဲ yes ပဲနှိပ်လိုက်ပေါ့နော်အဲဆိုသူ setting ထဲမှာကျွန်တော် permission တစ်ခုဖွင့်ပေးရမယ်ပေါ့နော်အဲကောင်လေးကိုဖွင့်ပေးလိုက်မယ်အဲမှာ10 second စောင့်ရမယ်ပေါ့နော်အဲမှာကျွန်တော်တို့အမှန်ချက်ကလေးနှိပ်ပြီးတော့ဒီကောင်လေးက second ပြည့်ပြီဆိုရင် okay ကိုနှိပ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဖွင့်ပြီးသွားပြီပေါ့နော်ဖွင့်ပြီးသွားတဲ့အချိန်ကျရင်ကျွန်တော်ဒီမှာ install လုပ်မယ်ပေါ့နော်တခုသတိထားမှာကျွန်တော်တို့ဖုန်းရဲ့ internal storage ကအလော့ရှိရမယ်ပေါ့နော်အလော့ကဘယ်လောက်ရှိရင်ကောင်းလဲဆိုတော့12 GB လောက်ရှိရင်လုံလောက်တယ်ပေါ့နော်ကျွန်တော်တို့12 GB လောက်မရှိဘဲနဲ့ဒီ5 GB လောက်နဲ့တင်ကျွန်တော်တို့က install တင်ဖို့လုပ်တယ်ဆိုရင်တော့ install တင်လို့ရမှာမဟုတ်ဘူးเนาะပြန်ထွက်သွားမှာပေါ့နော် Okay သူ install တင်လို့100ပြည့်သွားရင်အခုလိုပုံစံလေးရလာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ install ကိုပဲနှိပ်ပေးလိုက်မယ်ပေါ့နော် Okay ကျွန်တော် install တင်လို့ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာ game လေးရလာပြီပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှိပ်ပြီးတော့ကစားကြည့်မယ်ပေါ့နော်သူက permission လေးကျွန်တော်တို့တစ်ခုဖွင့်ပေးရမယ်ဒီကောင်ကmove file ဖြစ်တာကြောင့်ကျွန်တော်တို့ဒီ CL ကို menu လာမသိဘူးပါတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒါလေးကိုဖွင့်ပေးလိုက်မယ်ပြီးရင်တော့ကျွန်တော်ဝင်ဆော့လို့ရပြီပေါ့နော်ချောက်ရမယ်ပေါ့နော်Okay ကျွန်တော်ကတော့ရိုးရိုးပဲဆော့မှာဆိုတော့ဒါလေးဖြောက်ထားလိုက်မယ်ပေါ့နော်ဒီနည်းလေးတိုင်းပဲကျွန်တော်တို့ဒီ game ကိုကျွန်တော်တို့ Android phone တွေပေါ်မှာအဆင်ပြေပြေကစားလို့ရမှာပဲဖြစ်ပါတယ် Okay အားလုံးပဲနားလည်ကြမယ်လို့မျှော်လင့်ပါတယ်
နားမလဲတာဖြစ်ဖြစ်မရှင်းတာဖြစ်ဖြစ်ရှိရင်ကျွန်တော်ရဲ့ comment မှာရေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့